အားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့ခေါက်ကျွန်တော် iPhone 16e ဗီဒီယိုမှာပြောပြသွားတယ် iPhone 15 Pro ရဲ့ Pro Max ရဲ့မှာတော့မရသေးတဲ့ Visual Intelligence ဆိုပြီးတော့ကျွန်တော်စကားချက်အနေနဲ့ပြောခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီအရာလေးကဘာပြောရလဲဆိုတော့ကျွန်တော်တို့လာမယ့်ကျွန်တော်တို့iOS 18.4 ပေါ့နော်လက်ရှိတော့ beta ပဲရှိသေးတယ်ကျွန်တော်လက်ရှိ beta 2မှာတော့ရနေပါတော့ဆိုတော့လက်ရှိက iOS 18.3.1 ကိုမှကျွန်တော်တို့အသစ်ထွက်လာမယ့် iOS 18.4 ကျွန်တော်တို့ stable version မှာဆိုလို့ရှိရင် Visual Intelligence ကို iPhone 15 Pro ရဲ့ Pro Max ရဲ့ကိုသုံးရတော့မှာဖြစ်ပါတယ်ဗျဆိုတော့သူတို့ကဘယ်လိုသုံးမှာလဲဆိုတော့18.4 မှာကျွန်တော်တို့ setting ထဲကနေ action button ထဲမှာကျွန်တော်တို့ဒီ action button ရဲ့ category ပြန်ရွေးတဲ့နေရာရဲ့နောက်ဆုံးနားလေးမှာကျွန်တော်တို့ဒီသူ့ရဲ့ Visual Intelligence ဆိုပြီးတော့ကျွန်တော်တို့ပုံလေးပါတယ်ဗျဘယ် intelligent ပုံနေတယ်ပေါ့နော်အဲ့ဒီဟာလေးကိုရွေးစားလို့ရှိရင်တော့ပုံမှန်တိုင်းပြန်ထွက်ပြီးလို့ရှိရင်အဲ့ action pattern ကိုကျွန်တော်တို့ silent key ဖိတယ်လို့နည်းနည်းကြာဖိပေးလိုက်လို့ရှိရင် visual intelligence ဆိုပြီးတော့ကျွန်တော်တို့ camera လေးတက်လာလိမ့်မယ် camera UI လေးဆိုတော့ visual intelligence ကကျွန်တော်တို့ဒီလက်ရှိမတော်ရသေးတဲ့ iPhone 15 Pro Max တို့ customer တွေ user တွေအတွက်ကြတော့ကျွန်တော်တို့ကဒီဘယ်လိုမျိုးပေါ်လာမလဲဆိုတော့ကျွန်တော် camera ဝင်လေးပေါ်လာမယ်ဒီ camera ကနေပြီးတော့ရှာလို့ရတဲ့ဟာနဲ့ပြီးရင်အဲ့ရှာထားတဲ့ဟာကိုမေးတဲ့ဟာနဲ့ကျွန်တော်2မျိုးဆိုပြီးတက်လာလိမ့်မယ်ဆိုတော့ Apple Intelligence ကပုံမှန်စာရိုက်ပြီးမေးတာထက်ပေါ့နော်လက်ရှိက visual ပါရသွားမှဆိုတော့ကိုက15 Pro model တနည်းအောင်နေလို့ visual မရလိုက်ပါဘူးဆိုတဲ့ feel လေးမဝင်တော့ဘူးအနည်းဆုံးတော့နော်အဲ့ဟာလေးအဲ့ဒီ 18.4 ဒီ update ကိုကျွန်တော်တို့ဒီနောက်ဆုံးမှာရသွားပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ page ကနေဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ channel မှာဖြစ်ဖြစ်ကျွန်တော်တို့လုံနည်းဒီလုံပုံဆက်ရက်လေးကိုကျွန်တော်တို့တင်ပေးတော့မှာဖြစ်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျနောက်ထပ်ဗီဒီယိုတွေကိုလည်းဒီလိုမျိုးတင်ပေးတော့မှာဖြစ်လို့အမြဲတမ်းစောင့်ကြည့်ပေးကြပါဦးဗျ